Okay အားလုံးပဲမင်္ဂလာပါကျွန်တော်နာမည်ကတော့မြန်မာ crafter ဒီနေ့ဗီဒီယိုမှာကျွန်တော်တို့ The Sheep from Mars ဆိုတဲ့ map လေးဆော့မှာဖြစ်ပါတယ်တိုးတစ်ကောင်ရဲ့အကြောင်းပေါ့နော်သူကတော့ Mars ဂျိုဘွားနေတာဖြစ်ပါတယ်တဲ့ကျွန်တော်တို့ဒီနေ့ချိန်မဆွဲပဲနဲ့ဆော့ကြရအောင်ဒီ map ကိုတီထွင်တဲ့သူရဲ့ပုံလေးပေါ့နော်ဒီ map ကို down ကြည့်ရင်ကျွန်တော် description မှာ link ပေးထားပါတယ်အဲ့တော့ကျွန်တော်တို့စကြရအောင်ပြင်မှန်းလိုက်တာကွာအရန်ကြာနေနော်အလုတ်ကနေပြန်လာထင်တယ်အဲ့တော့ကျွန်တော်တို့ရဲ့ရက်ကွက်လေးတွေရောက်လာပြီဒီမှာအိမ်နေတဲ့တန်းစီညာငါတို့ရက်ကွက်တစ်သားရင်းနေပဲစောက်တော့နော်အုတ်တစ်ချက်မှမသုံးအဲ့တော့ကျွန်တော်တို့ရဲ့အိမ်ကိုပြန်ကြရအောင်ကျွန်တော်တို့အိမ်ကတော့ဟိုးရှေ့ကအကြီးကြီးပဲအိမ်ဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ဝေးမယ်လားတထေးအိမ်မယ်နော်အဲ့တော့ကျွန်တော်အိမ်ပြန်ရောက်ပါပြီအဲ့တော့ပေမန်းနေဆိုတော့တီးရတဲ့အတိုင်းပါပဲကျွန်တော်တို့အပေါ်ထက်တက်ပြီးတော့တေးတမောလေးသွားအိတ်လိုက်ဦးမယ်ဟုတ်ပြီလား Okay ကျွန်တော်တို့ဒီနားကနေ view လေးလဲကောင်းကောင်းလေးကြည့် Oh wait တဲ့ဟိုမှာကောင်းကင်မှာဘာကြီးလဲတဲ့ Hey မြင်လိုက်တာပြုတ်ကျသွားတယ်တဲ့ဟာငါအဲ့နားကိုသွားကြည့်တယ်နော်တဲ့ Okay ကျွန်တော်တို့ခုနကကောင်းကင်ဘဝတွေဘာပြုတ်ကျလဲမသိဘူးအဲ့တော့ကျွန်တော်တို့အဲ့နားကိုသွားကြည့်ကြမယ် Okay အဲ့တော့မအိတ်လိုက်အောင်အဲ့နားလေးပဲတက်ပြီးရှင်းပြလို့ပဲရှိသေးတယ်ကျွန်တော်ခုနထွက်လာခဲ့လှိုင်ကောင်းလေးကိုပြန်ပြီးသွားရမယ်တဲ့ဟိုဘက်ကလှိုင်ကောင်းကြီး Okay တော်ပင်မန်းနေပါပြီဆိုမှဘာဖြစ်နေလဲမသိဘူးနော်ဘာပြုတ်ကြလာလဲမသိဘူးနော် Okay အဲ့တော့ကျွန်တော်တို့ဘာဖြစ်တာလဲမသိဘူးတဲ့ Hello အားလုံးအဆင်ပြေရဲ့လားတဲ့ခုနကဘာဖြစ်သွားလဲ Okay ကျွန်တော်တို့ဒီလမ်းတစ်ခွေလေးမှာအိုးဟိုမှာမီးလောင်နေကျွန်တော်တို့တခုပဲเนาะကောင်းကင်ဘဝကနေပြုတ်ကျလာတယ်ကျွန်တော်ထင်တာတိုးပဲထင်တယ်ဟုတ်တယ်မလားနာမည်ပါရင်ပါနေเนาะMars ဂျိုဘွားတိုးဆိုတာဒါ Mars ဂျိုဘွားလာတဲ့တိုးတစ်ကောင်ရဲ့အကြောင်းပေါ့ Okay oh what ဘယ်လိုရောက်လာလဲ Hello mate ငါလမ်းပြက်စီးသွားတဲ့အတွက်တောင်းပန်ပါတယ်တဲ့ဒါဘာဂျိုလဲတဲ့ဟာမင်းကစကားပြောနေတဲ့တိုးကြီးလားတဲ့ဟုတ်တယ်တဲ့ငါမေးရဲ့မေးခွန်းဖြေနိုင်မလားတဲ့တောင်းပန်ပါတယ်ငါဖြေပေးမယ်ဟုတ်ပြီလားဒီဂျိုကတော့ကျွန်တော်တို့ကဘာမြေဖြစ်ပါတယ်အားတဲ့သူဒီတိုးကပြောလိုက်တာဟာငါလမ်းမလာပြီထင်တယ်ကွာတဲ့အဲ့ဆိုလဲကွာတဲ့ငါနာမည်ကတော့ George ပါတဲ့ငါ Mars ဂျိုဘွားလာတာတဲ့အခုငါ Jupiter ဂျိုသွားတာပေါ့နော်သူတငယ်ချင်းကိုတွေ့ဖို့အတွက်ဒါမဲ့ဖြစ်ရှင်တော့သူကလမ်းမားပြီးတော့ပေါ့နော်ဒီကဘာမြေကိုရောက်လာတယ်အဲ့တော့ကျွန်တော်တို့ကသူ့ကူညီကောင်းမလားမကူညီကောင်းမလားအဲ့တော့ကူညီပေးလိုက်ပါမကွာတရားကြရဂျိုသား Mars Jupiter Okay ငါကူညီပေးနိုင်မယ်ထင်ပါတယ်ကွာကောင်းတာပေါ့မင်းမှာ rocket တွေပါရှိလားတဲ့မိုးပေါ်ပြန်နိုင်တဲ့ဟာပေါ့တဲ့မရှိဘူးတဲ့ဒါမဲ့ဒီနားမှာတော့တစ်ခုလောက်တော့ရှိလောက်တယ်ထင်တယ်တဲ့ Okay ကျွန်တော်တို့ဘယ်ရောက်လာလဲဆိုတော့ငါဒီရတဲ့သတင်းမှာတွေးလိုက်တာတဲ့ဒီနားမှာသူတို့ကတဲ့ rocket တွေပါစောက်နေတယ်ထင်တယ်တဲ့ဒီအရှိကသူ့ဒေသနာခံထဲမှာOkay ကောင်းတာပေါ့တဲ့ရဲတဲ့အဲ့အရှိကတကားကြီးကတော့တောက်ခတ်ထားရဲဆိုတော့တဲ့ငါတို့ဒီဘေးနာလေဝင်ထွက်ပေါက်လေးကိုတဲ့သုံးပြီးတော့အထဲဝင်ကြမယ် Okay ဟုတ်ပြီGeorge လိုက်အောင်မလားဒီကောင်တော့ဘာလို့မလိုက်လဲမသိအကောင်ဂျိုသားလေနော် Okay အဲ့တော့ဒီကတော့လေဝင်ပေါက်ဖြစ်ပါတယ်ဟာဖုံရမ်းထူတယ်တဲ့ Okay အဲ့တော့ကျွန်တော်ဝင်ကြမယ်ကလက်ပိုင်ကားတွေလိုပဲနော်ကျွန်တော်တို့သိရမလားဒူးOkay ကျွန်တော်တို့ဒီအောက်ကိုဆင်းရမယ်ထင်တယ်ဒီမှာ ladder ရှိတော့ Okay ဆင်းပြီအဲ့တော့ကျွန်တော်တို့ကဒီအခုNASA စကန်နဲ့ရောက်နေရပါတော့ Okay ကျွန်တော်ပြင်ပိတ်လိုက်မယ်အဲ့တော့ထွက်ပြီ Okay ဟိုမှာတိုးမင်းဘယ်လိုရောက်လာလဲတဲ့ဟာငါ teleport လိုက်တာတဲ့ What မင်း teleport လုပ်နိုင်ရင်ဘောတဲ့မင်းဘာလို့မပြောပြရလဲတဲ့ငါငါပေါ်တက်တာပေါ့ကွာတဲ့ဒီကဒုံးမြရမီးသွေး12ခုလိုတယ်တဲ့အဲ့တော့မင်းသွားရှာကြည့်လိုက်ပါဦးတဲ့ Okay မီးသွေး12ခုတဲ့ဒါ charcoal နော်ကြောက်မီးသွေးမဟုတ်ဘူးရိုးမီးသွေးတစ်သားနဲ့လုပ်တဲ့မီးသွေးပေါ့နော်ကျွန်တော်တို့စိုင်းနေမှာရောင်းနေဟာ Okay အဲ့တော့ဒီ chest လေးမှာ charcoal 2တုံးရှိပါတယ် Okay အဲ့တော့ဒီထဲမှာရောရှိလားမသိဒီမှာတော့မရှိဘူးအဲ့တော့ဒီဘက် chest charcoal yes charcoal တွေရှိတယ်အဲ့တော့ charcoal လေးတွေကိုကျွန်တော်ယူထားမယ်ဒီဒုံးမြိုင်ရတော့တခြားဒုံးမြိုင်နဲ့မတူဘာဒုံးမြိုင်လဲမသိကြည်ရတမျိုးကြီး Okay အဲ့တော့ကျွန်တော်တို့ chest မှာလည်းရှိလိုက်မယ် charcoal yes ဒီမှာ charcoal နှစ်ခုဒါနဲ့ဒီကခိုးဆိုတော့ကျွန်တော်ကယူလို့မရလာဘူးထင်တယ်နော်သူက charcoal ပဲတောင်းတာအဲ့တော့ဒီဘက်ချမ်းမှာလည်းရှိတယ်ထင်တယ် yeah နှစ်ခု
အဲ့တော့ကျွန်တော်တို့စုစုပေါင်း17ခုရှိပြီအဲ့ဆိုဘယ်ထဲမှာများလဲကျွန်တော်စဉ်းစားလိုက်အောင်မယ်လျှို့ဝှက် chest တွေပါရှိမလားဒီအောက်ထဲမှာသူကသိရမလားဒီက adventure map ဆိုလေသူကအဲ့လိုမျိုးလျှို့ဝှက်တွေပါထားတတ်တယ်အော်ဒီမှာတွေ့လားလျှို့ဝှက် chest လေး okay ကျွန်တော်ဖွင့်ကြည့်မယ်လျှို့ဝှက်လို့ဒါပြောဘာလည်းမရှိပိတ်ထားလိုက်မယ် okay အဲ့တော့ဒီဘက်ချမ်းမှာမရှိဘူး come on man George ဒီနားမှာမရက်နေတဲ့လေကွာငါ့ကိုကူရှာပေးလေဒီမှာမီးသွေး12ခုလိုတာ17ခုနဲ့တစ်နေကွာ maybe ကျွန်တော်တို့ကွန်ပျူတာတွေကိုလိုက်ထူးကြည့်အောင်ဒီနားမှာကွန်ပျူတာတွေကဘာမှလည်းသုံးဆရာမလိုပဲနဲ့ပေါ်နေဆိုတော့လေတခုတော့လျှို့ဝှက်ထားရှိမယ်တဲ့နော်အဲ့တော့ကွန်ပျူတာတွေအကုန်လုံးထူးကြည့်မယ်ကွန်ပျူတာတွေထူတာကွန်ပျူတာတွေကိုပြင်တာပဲလေဟုတ်တယ်မလားကျွန်တော်တို့သိရတဲ့အတိုင်းပဲတခုပြင်ချင်ရင်အဲ့ဒါထူလိုက်အောင်ပဲဟာဒီကွန်ပျူတာကွာတော်တော်စုပ်နေကြည့်အောင် Minecraft ဆော့ရလေအသေးထစ်တယ်အဲ့ဒါထူလိုက်ပါကောင်းပါလိမ့်မယ် very good အဲ့တော့နောက်ဆုံးတစ်ခုကွန်ပျူတာဒီနောက်ဆုံးတစ်ခုပဲကျွန်တော်ဆိုတော့ဒါကျွန်တော်တို့နောက်ဆုံးမျှော်လင့်ကြပါတော့ yeah ကျွန်တော်သိချပါတယ်ဒီနောက်မှာရှိမယ်ဆိုတာ yes ဒါပဲကျွန်တော်တွေ့ပါပြီအဲ့တော့ oh wait chess charcoal okay ကျွန်တော်တို့ charcoal 12ခုရပါပြီကွန်ပျူတာတွေထူတာနော်ဟုတ်တယ်မလားတာကြီးနော်အဲ့တော့ကျွန်တော်တို့ရလာတဲ့ charcoal 12ခုကိုဒီရတဲ့ကိုhopper တဲ့ကိုအကုန်လုံးပြစ်ချလိုက်မယ်အဲ့ဒါဆိုရင်ကျွန်တော်ထင်တာ yeah အဆင်ပြေပါပြီတဲ့စမ်းကြည့်ရအောင်တဲ့အော်သူဝင်သွားပြီ okay အဲ့တော့ကျွန်တော်တို့ဖွင့်လိုက်မယ်နော် launch နှိပ်လိုက်မယ်နော်ကျွန်တော်တို့ဒါ launch နှိပ်လိုက်ရင်သူအကတာကိုပြန်တက်သွားလိုက်မယ်ဒါပေမဲ့ one နဲ့ကြာပဲ map ကဒီမှာပြီးသွားပြီလားမသိဘူး oh wait error တဲ့တက်နေရတဲ့ဟာအဲ့မကောင်းတော့တဲ့ငါထင်တယ်တဲ့ငါ main core ကိုတဲ့သွားရှာပြီးတော့ငါပြင်လာရမယ်တဲ့ main core ဆိုတာသူဒီကအကတာယင်ကြီးကိုအသုံးပြုဖို့လိုအပ်တဲ့ပစ္စည်းပေါ့နော် main core ကိုကျွန်တော်လိုက်ရှာမယ် okay NASA လည်းရောက်ပါပြီ Grace တဲ့သူ့နာမည် okay စကားပြောရတယ်မြန်သူ့ရဲ့ပစ္စည်းဝင်ခိုးလိုက် hey တဲ့ဘယ်အိမ်နာမှာတော့ခိုးလို့မရဘူးတဲ့ sorry တဲ့ငါမြန်လေးလုပ်ပါမယ်တဲ့ဒီကောင် okay ဘာရှိမလဲစာအုပ်တွေပဲ come on မလုပ်ပါနဲ့ကွာမေစာအုပ်စာပေလူမိတ်ဆွေမလားလုပ်ပါအဲ့တော့ဒီဘက်ချမ်းကလူတယောက်ရှိတယ် Greg သူ့နာမည်ကတော့ Greg အဲ့တော့oh wait ဒါ chess လေးများလားဘာမှမရှိဒီ map ကတော်တော်ဂျင်းထဲနော် မသိရင် chess တွေပါရှိသလိုနဲ့ပဲနဲ့ဘာမှမရှိဒီမှာ chess တန်းတစ်ခုတွေ့တာဘာမှမရှိဂျင်းနေကွာကျွန်တော်တော်တော်လဲလောက်ပြီးထင်တယ်ကျွန်တော်တော်တော်လဲလောက်ပြီးထင်တယ်နော်သူတို့ကပို့ပြီးတော့တပန်းတာနေဒီမှာ chess နောက်တစ်ခုokay ဒီမှာလည်းနောက်တစ်ခုအတူတော်တော်များမယ်နော်okay ဒါလေးဖွင့်ကြည့်မယ်မရှိဘူးအဲ့တော့နောက်ဆုံးမျှော်လင့်ချက်ကျွန်တော်တို့ဒီဘောက chess လေးပါခင်ဗျာ okay great မင်းအဲ့ဘော chess က main core ရှိမယ်လို့ထင်တော့လား okay အဲ့တော့ဒီဘက် channel တစ်ခုပဲ oh ဒီမှာတွေ့ပြီ main core ဒါကတော့အဓိကပစ္စည်းပေါ့နော်သူတို့ဒီအာကာသယာဉ်ကို run ဖို့အတွက် okay အဲ့တော့ဒီ main core ထည့်လိုက်လို့ရှိရင်ကျွန်တော်တို့ဒီဟာကြီးကိုကျွန်တော်ထင်တာ launch လုပ်လို့ရတော့မယ်ဆိုရင်ပြဿနာမရှိပါစေနဲ့ပေါ့နော်ဟုတ်တယ်မလားဘယ်တော့ထည့်ရလဲတော့ငါလည်းမသိဒီနားမှာပဲထည့်လိုက်မယ်ယော့ launch နိုင်မယ် okay နှုတ်ဆက်လိုက်အောင်မယ်ငါတို့ရဲ့ George ကိုဟိုမှာ hey George bye bye ကွာငါ NASA နေပြီးတော့အကတာရင်တော့ခိုးတာ okay launch နိုင်လိုက်တော့မယ်ကြားတယ် launching in 10ကျွန်တော်တို့10စက္ကန့် awesome ကောင်းလိုက်တာတဲ့အဲ့ဆိုရင်တော့နောက်မှတွေ့မယ်နော်တဲ့ကူညီပေးရကျေးဇူးတင်ပါတယ် George ပြောတာ wait တဲ့မင်းအဲ့လိုပဲငါ့ကိုထားခဲ့မှာလားတဲ့ငါပြောလိုက်တယ်ဟုတ်ပြီလေတဲ့ bye bye ပါတဲ့လစ်သွားတယ်ကွာငါ့ကိုလက်ဆောင်တွေပါလည်းမပေးခဲ့ဘူးဒီကောင်ထွက်ပြီ live or oh လမ်းတယ် animation လေးပါပါတယ်နော်အဲ့တော့ဟာရိုင်းလိုက်တာကွာဒီကောင်လက်ဆောင်လေးအောင်မထားပြီးပါဘူးနော် okay ငါဘယ်ရောက်သွားလဲမသိဟာအိမ်မက်ကြီးလားအဲ့ဆိုငါတဲ့တန်းလိုက်တာဟိုက what no တဲ့ငါဒါအိမ်မက်ကြီးလားကွာတဲ့wait what အဲ့နန်ရန်ကြီးကဘာဖြစ်နေရလဲတဲ့okay နန်ရန်ကြီးကရွှေထွက်နေ whoa thanks for the help တဲ့ George ဒါအိမ်မက်မဟုတ်ခဲ့ဘူးပဲတဲ့ကျွန်တော်တို့ဒါတော့ the end ဖြစ်ပါတယ်ကျွန်တော်နောက်ဆုံးမှာတော့ဒီကလက်ဆောင်လေးရသွားခဲ့ပေါ့နော်ဒီကလက်ဆောင်လေးရတော့ကျွန်တော်တို့ရဲ့တကယ်ချင်း Mars Jowa လာတဲ့ဂျိုသားနေပြီးတော့
ပေးလိုက်တာပါ wow ဒီ map ကတော်တော်မိုက်တယ်ကျွန်တော်ဒီလို map တူတူလေးနဲ့ဆော့လို့ကောင်းတဲ့ map လေးဆိုကျွန်တော်ကြိုက်တယ် yeah တော်တော်ပြောဖို့ကောင်းတယ်ဒီ map channel ကို subscribe လုပ်လိုက်ပါဒီ video ကို like လုပ်လိုက်ပါကျေးဇူးများတင်ပါတယ်နောက် video မှာပြန်တွေ့ကြမယ်အဲ့တော့ bye bye